မွေးမင်္ဂလာပါနော်ဆိုတော့ပြင်တစ်ကတော့ဒါဆွီဒင်ကို3-0နဲ့အနိုင်ယူပြီးတော့နောက်တစ်ဆင့်ကိုတက်လန်းသွားပြီပေါ့နော်ဆိုတော့16တင်အဆင့်မှာသူတို့ပါရာကွေးနဲ့တွေ့မှာဖြစ်ပါတယ်ဆိုတော့ဒီပွဲရဲ့ပွဲပြီးသုံးတဲ့ချက်လေးပါဆိုတော့အရင်ဆုံးအနေနဲ့ပြောချင်တာကတော့ဒါပြင်တစ်အသင်းကိုချီကျူးချင်တာပေါ့နော်သူတို့ကလုံးဝရဲရဲဆက်ဆက်ကောင်းတယ်ဗျာသူတို့ကစားဘက်ကလုံးဝသူတို့အဆင်ကြီးကလုံးဝကြမ်းထွက်နေတာဟိုးအပေါ်ကြီးမှာဖြစ်နေတာဆွီဒင်နဲ့ရှင်လာရင်အဲ့လိုမျိုးကြီးဆိုတော့ဘယ်လိုလဲဆိုတော့အစင်တန်းကနှစ်တင်းချကအရန်ကွာလွန်သွားတယ်ဆိုတော့ဒီလိုပြောလို့ဗျာဟိုဆွီဒင်ကဟိုအရန်နိုင်နေတဲ့အသင်းလည်းမဟုတ်ဘူးဗျာတလားအဲ့လိုမျိုးဗျာဥရောပအသင်းတွေမှာဆိုတူတူတန်တန်ရှိတယ်ဆိုတော့ဒါပေမဲ့ပြင်တစ်ကကောင်းလွန်းတာအကြောင်းကိုဒီနှစ်တင်းရဲ့ခြေစမ်းကဟိုအရန်အဆင့်ကွာဟတယ်လို့ဖြစ်သွားတာအဲ့ဒါကိုဆိုလို့ချင်တာတော်တော်ကိုအဲ့လောက်ထိအောင်ကိုပြင်တစ်ကတသက်ရရနဲ့တော်တော်လေးကောင်းလွန်းလာတယ်သူတို့တိုက်စစ်ကလုံးဝကျွတ်စင်ကြီးဆိုတော့အဲ့ဒါပြောချင်လို့သူတို့ရဲ့အဲ့တခြားပြောစရာပေါ့နော်ဟိုတကူတော်ခြေစွမ်းနေအဓိကတော့အမ်ဘာပေအိုလီစီတို့ပေါ့နော်အဲ့ကောင်းနေရဲ့တူးချင်းခြေစွမ်းနေရလဲရဲရဲဆက်ဆက်မိုက်တယ်ဆိုတော့ပြင်သစ်ကတော့တကယ်ကိုကြောက်စရာကြီးတကယ်ကိုကြောက်စရာကြီးဒီနှစ်တကယ်ပဲကပ္ပဖလားထက်ယူပြတော့မှလားတကယ်ကြီးယူတော့မှလားဆိုတာမျိုးတပွဲပြီးတပွဲဗျာအသွေးတွေကိုဝင်လာတယ်ကြည့်တဲ့သူရဲ့အသွေးထဲမှာကျွန်တော်အသွေးထဲမှာအဲ့လိုမျိုးဆိုတော့ဟိုအရင်ဆုံးအနေနဲ့ပြောချင်တာကအဲ့လိုမျိုးသူတို့ပထမပိုင်းမှာလည်းဒါ1-0နဲ့နိုင်ခဲ့တယ်ဆိုတော့အဲ့ဒီအနေထားမှာကဟို1-0ထက်မကဘူးသူတို့ကပထမပိုင်းမှာပြတ်ခဲ့တယ်နာပြောရတော့1-0နဲ့နိုင်ခဲ့တာထိုက်တန်တာထက်ကိုပိုတယ်ပထမပိုင်းမှာတကယ်ကိုတတိုင်းတိုင်းနှွှန်းခဲ့တာတတိုင်းတိုင်းကိုဂိုးပေါက်ချင်းချောက်မှုတွေလုပ်ခဲ့တာအမ်ဘာပေတိုင်ထိရယ်အိုလီစီတိုင်ထိရယ်လုံးဝအိုလီစီရဲ့အဲ့ဒီနောက်ပြန်ကန်ချက်တိုင်ထိသွားတာဆိုတော်တော်လေးမှကိုလှတယ်ဂိုးသွားရင်တော်တော်လေးအရတာရှိမှာဆိုတော့အဲ့ဒီအလုံးကပြန်ထွက်လာတယ်ပြန်ထွက်လာတာဂိုးပေါက်ထဲမှာဂိုးမှမရှိဘူးတမ်ဘီလီပိတ်တယ်လွဲသွားတယ်အဲ့ဒါမျိုးအလုံးတွေတိုင်ထိရဲ့အလုံးတွေအပြင်တခြားအခွင့်အရေးတွေများစွာနဲ့ဟိုပထမပိုင်းကိုသူတို့ကတိုက်စစ်ဆင်မှုပြုလုပ်ခဲ့တာဆိုတော့ဒီမှာမတူတာကတခြားအသင်းကြီးတွေကိုဆိုရင်ဗျာဒါအသင်းငယ်လေးတွေကနောက်ကောက်ချပြီးတော့ကျွန်တော်တို့ဒါနောက်တစ်ဆင့်တက်သွားကြတာရှိတယ်ဗျာဂျာမနီတို့ထွက်ရတယ်မနယ်သာလန်တို့ထွက်ဆိုတော့အဲ့ဒီအနေထားမှာပြောချင်တာကဟိုပြင်တင်းနဲ့မတူတာပြောပါတယ်အဲ့ဒီအသင်းကြီးတချို့အသင်းကြီးတွေကသူတို့ကဟိုငါတို့က AC ပါကွာတလားဒီအသင်းငယ်ကိုပေါ့နော်အချိန်တိုင်းနိုင်ပါမယ်နော်ဟိုလက်ရှိအချိန်မှာတော့ AC ကစားကွက်လေးတီဆောင်အောင်မယ်အချိန်ကြီးအများကြီးကြံနေတယ်နော်ကိုကဘယ်အချိန်တွန်းမှာအဲ့လိုမျိုးတဘောမျိုးနဲ့ကန်ကြတာဗျကျွန်တော်တော်အားမရဘူးရှေ့ပွဲဟိုအသင်းကြီးတွေမှာလေတကယ်အဲ့လိုမျိုးသူတို့ကဘလို့တဘောဟိုသူတို့လည်းဒါပြောတော့ဂယူးဆိုင်လွန်းတာပေါ့ဗျာပြောချင်တာတော့ဟုတ်တယ်ဝူရူသွားမလို့ပါဘူးအဲ့လိုလုပ်ရင်ကိုဟိုပေါ့နော်ကောင်တာနေပေးနိုင်ရတာရှိတယ်ဒါပေမဲ့အဲ့ဒီဟာကိုဂယူးဆိုင်ရမှာပြင်ကိုဂိုးမပေးရဘူးဂယူးဆိုင်ရမှာပြင်ဂိုးရဖို့ဟိုတကယ်ကိုအပြည့်အားထုတ်ရမှာပဲစလာကြတဲ့အဲ့လိုမျိုးကျွန်တော်ကတော့မြင်တယ်ပေါ့နော်အဲ့ဒီနေပွဲမှာပြင်သစ်မှာအဲ့လိုမျိုးမြင်ရတယ်စကြရတူကဂိုးရရမယ်ဆိုတဲ့ပုံစံနဲ့လာခဲ့တာဆိုတော့အဲ့ဒါကြောင့်လဲဂိုးတွေတတိုင်းတိုင်းတွန်းနေရလို့ရကျင်နေဖြစ်တယ်ဒီလောက်ကြီးချင်းချောက်တာတော့မှတကိုးပဲရခဲ့တာဗျစဉ်းစားကြည့်အခွင့်အရေးတွေမှလည်းအများကြီးအဲ့လိုမျိုးတွေဗျအဲ့ဒီတစ်ချက်ကတော့ဒါတခြားအသင်းကြီးတွေနဲ့ပြင်သစ်နဲ့ကွဲပြားနေတဲ့အချက်တစ်ခုပဲအဲ့ဒါလေးလည်းအရင်ဆုံးအနေနဲ့ပြောချင်တယ်ဆိုတော့အဲ့ဒီကနေမှဒါကျွန်တော်တို့ဒုတိယပိုင်းမှာလည်းပြင်တစ်ကပဲစိုးမိုးချုပ်ကန်ခဲ့တယ်တိတ်မကြခင်ပေါ့နော်စပြီးတိတ်မကြခင်မှာ53မိနစ်မှာဘာကူလာအိုလီစီရဲ့အစစ်ကနေတွန်းယူခဲ့တယ်ဆိုတော့အဲ့ဒီဖန်တီးမှုဆိုလဲအရန်လာတာပေါင်ကြားလေးကနေလာအိုလီစီကထုတ်ပြီးပေးသွားတာဗျာတော်တော်လေးရတာရှိတယ်အဲ့လိုမျိုးကျွန်တော်တို့တောင်ပန်တွေကနေပဲတိုက်စစ်စင်တာတွေကြည်နေရတာဗျာကျွန်တော်တို့ဒီလက်ရှိမော်ဒန်ဘောလုံးလောကမှာဆိုရင်အဲ့ဒါမျိုးပြီးတော့တန်ဦးကစားသမားတွေရဲ့ပုံစံလည်းမမြင်ရတာကြာပြီဆိုတော့အခုမှအိုလီစီကဒီကွာဗလာမှာတန်ဦးမှာဆော့နေပြီးတော့အကောင်းဆုံးခြေသွမ်းပြနေတယ်အခုဘာဂိုလာရဲ့ဖန်တီးမှုဆိုလဲလုံးဝအရတာရှိတယ်တော်တော်လေးကမှညံ့ညောနေတာပဲပြီးရင်အမ်ဘာပေဂိုးတွန်းပြီးလူချင်းနဲ့တလုံးဆိုရင်လည်းဖန်တီးပေးလိုက်တာလုံးဝရှယ်ကွက်တီပဲလမ်းကြောင်းနဲ့အဲ့ဒါမျိုးတွေနဲ့အိုလီစီကြည့်ရတာရှိတယ်ဆိုတော့အဲ့ဒုတိယဂိုးရပါတယ်ဘာဂိုလာသွန်းသွားတယ်ဆိုတော့တူးစီးဖြစ်တဲ့အချိန်မှာပြင်တစ်ကကစားချလိုက်ပြီမတိုက်တော့ဘူးဗျာပြောရတော့ပထမပိုင်းကလိုဝန်းဝန်းလေးလှုပ်ပြီးတော့ခွန်ရေးတွေအများကြီးမရတော့အများကြီးလဲသူတို့မယူတော့
ပွဲကိုထိန်းသွားတယ်ကစားချလိုက်တယ် AC ကစားတယ်သူတို့အဲ့လိုဂျားတွေကနေကိုတကယ်ကိုပွဲအဖြစ်ကိုပြောင်းလဲနိုင်တဲ့ quality player တွေရှိနေခြင်းอ่ะဗောနော် AC ဖြည်းဖြည်းလေးကန်နေနေမိနစ်80ကျော်မှာအမဘရတတိယမြောက်ကိုသွန်းသွားတယ်အဲ့ဒါလည်း Olisi ဖန်ပြီးပေးတာဆိုတော့အဲ့ဒီအလုံးမှာဆိုရင်လေသူက Olisi ကသူ့ကတ်လာတဲ့ပြိုင်ပွဲကစားသမားကိုတစ်ချက်လေးဘတ်လိုက်သေးတယ်ဘတ်ပြီးဘေးလေးကိုဖဲ့ထုတ်ပြီးမှသူပေးမဲ့လမ်းကြောင်းပေါ့နော်ဘလုံးလမ်းကြောင်းရှင်းအောင်အိုက်ကောင်ကိုရှုပ်နေတာကိုဖဲ့ထုတ်ပြီးမှအသားလေးအမဘေးရဲ့လမ်းကြောင်းလေးနဲ့ခင်းလိုက်တာဂျားလေးနောက်ခံလူတွေပြိုင်ပွဲနောက်ခံလူတွေ2ယောက်ဂျားတွေကနေထိုးပေးလိုက်တာအမဘေးလည်းကွက်တိလုံးဝအမားမျိုးမရှိကန်သွားတာပေါ့နော်ဒီဘက်မှာတော့အမဘေးက2ဂိုးတွန်းခဲ့တယ်ဆိုတော့ Olisi ကနှလုံးအစ်စ်လုပ်ခဲ့တယ်တော်တော်ကျန်းတယ်ဆိုတော့အဲ့ဒီနောက်ပိုင်းမှာတော့ပွဲကပြီးတော့ဖြစ်သွားခဲ့တယ်ပေါ့နော်ဆိုတော့တကယ်ပြင်တစ်ကိုတော့တော်တော်လေးသူတို့ကစားတာအားရမိတယ်ဗျာပြောရရင်တော့အတင်းကြီးအထာမျိုးလုံးဝပေါက်နေတာမျိုးပြီးရင်ရှေ့လင်တော့ဘာမှပြောစရာမရှိဘူးရာဘီယောတို့ချူအာမန်ဒီတို့ဘာတို့ကွန်းလဲအသွဲရတယ်တော်တော်ညီတယ်ညီတဲ့အခါမှာရှေ့မှာ Olisi တို့ဘာတို့လှုပ်ချင်တဲ့လှုပ်ခွင့်ရှိတယ်တောင်မန်ကနေဟို side back တွေကနေတက်လာတဲ့ကောင်တွေကလည်းတော်တော်လေးဟန်ချက်ညီတယ်အဲ့လိုမျိုးပေါ့နော်ဆိုတော့ဒီနေ့ပွဲမှာဆိုဒါဒမ်ဘီလီဂိုးမတွန်းနိုင်ဘူးပေါ့နော်ဒါပေမဲ့ဒမ်ဘီလီဂိုးမတွန်းနိုင်လည်းပြဿနာမရှိဘူးဒမ်ဘီလီစီကိုအာရုံရောက်နေတဲ့အခါမှာခြားကောင်တွေကတွန်းလိုက်မယ်အဲ့လိုပေါ့နော်အမ်ဘာဘေအိုလီစီဟိုဘက်ကဘာဂိုလာမရှိရင်အမဒူဝေတို့ဘာလို့ရှိရအရန်မှာအဲ့လိုပေါ့နော်အများကြီးတကယ်ကိုပြင်သစ်ကကြောက်စရာကြီးဆိုတော့ဒီနေ့ပွဲမှာကျွန်တော်အကြိုက်ဆုံးကစားသမားအနေနဲ့ကတော့ဒါအိုလီစီပဲဒီကောင်းကိုကြည့်ရတာကိုတည်းတကယ်ကိုအရတာရှိနေတာဟိုတော်တော်လေးကိုမှနေတန်ရိုးမှာဆော့ပြီးကြွရွာနေတာတကယ်ကြွရွာနေဟုတ်အရင်ပွဲတွေကတော့ကလည်းကြမ်းခဲ့တယ်လို့ဒီနေ့ပွဲမှာလည်းထက်ကြမ်းတယ်ပေါ့နော်ပေးချက်ကြီးတွေကတကယ်9လောက်ရှိတယ်ဗျာအဲ့လိုမျိုးတွေပြီးတော့ဒါဒီနေ့ပွဲမှာအစစ်နှလုံးလုံးလိုက်ပြီဆိုတော့သူကဒီကမ္ဘာဖလားမှာ၄ဝဲကစားပြီးတော့ဖန်တီးမှု9ချိန်ရှိပါပြီဒါဒီကမ္ဘာဖလားမှာဖန်တီးမှုအများဆုံးကစားသမားပဲဆိုတော့ဟိုအဲ့လိုမျိုးပြသူဖန်တီးမှုတွေကျန်းတယ်ဗျာတလားအဲ့9ချိန်ဆိုတာလည်းအခြားမင်းတစ်ခုမှမပါဘူးအဲ့လိုပေါ့နော်ဆိုတော့ကျတဲကံဘွားတွေဟိုအစ်စ်ရလိုက်တာတော့နော်ကိုကနည်းနည်းလေးတုတ်ပြီးရလိုက်တာတော့မဟုတ်ဘဲနဲ့တကယ်အကျန်းစားပတ်စင်နေနဲ့ဟိုဖန်တီးမှုတွေလုပ်ခဲ့တာပြီးရင်အဓိကပြောချင်းဟိုဖြစ်စေတာတော့စိတ်လှုပ်ရှားမှုအရန်ပေးတာအိုလီစီတို့လိုကစားသမားအဲ့ဒါအရတာပဲဗျာကျွန်တော်ကတော့ဒီကမ္ဘာဖလားမှာကျွန်တော်အသက်စိတ်လှုပ်ရှားမှုပေးဆုံးကစားသမားကတော့အိုလီစီပဲတကယ်ကိုသူကစားတာကိုတကူးတကထိုင်စောင့်ကြည့်ခြင်းနဲ့အခြေအနေမျိုးထီကိုပေါ့နော်အဲ့လိုမျိုးဖီလင်ရတယ်ဆိုတော့ဒီနေ့ကနောက်ဆင်တက်သွားပြီပါရာဂွေးနဲ့ကန်ရမယ်အဲ့ဒီကနေမှသူတို့ကွာတာကိုရောက်ခဲ့တယ်ဆိုရင်တော့ဟိုဘက်ကကနေဒါနဲ့မော်ရိုကိုနဲ့တင်းနဲ့နိုင်တဲ့အတင်းနဲ့တွေ့ရမယ်ဆိုတော့ကျွန်တော်ကတော့မော်ရိုကိုနဲ့တွေ့စီခြင်းတယ်ပြင်သစ်ကိုအားပေးတာမဟုတ်တော့လေပိုကြည့်ကောင်းလို့ပေါ့နော်ပွဲလှလေးတွေပွဲကောင်းကြည့်ချင်တာအတွက်ကြောင့်ဟိုဘက်ကမော်ရိုကိုတက်တော့16တင်မှာပြောပါတယ်ဒီဘက်ကပြင်သစ်တက်ဆောင်ရမ်းကြည့်လာမှာအဲ့ဒီပွဲဆိုတော့အားလုံးကျေးဇူးပါပဲနော်စင်မြင့်ကျွန်တော်ရဲ့ Facebook နဲ့ YouTube channel တွေကိုလည်း like and subscribe လုပ်ပြီးတော့အားပေးခဲ့ကြပါအောင်လို့နော်အားလုံးကျေးဇူးတင်ပါတယ်